တချင်းကငါရဲ့စိတ်တစားလို့ပေါ်ပါတယ်ဆရာသစ္စာပိုင်ဆို credit ပေးရပါတယ်သူရဲ့အစားအစာတခုယူသုံးတာလို့ yeah ငါအိမ်မပြန်ရောက်ဖို့လက်တစ်ဖက်စာတင်ပြကြအောင်မလားလူတွေငါမုန်းတာဗျာဘဝကခဏသုံးပါကွာဘယ်သူတွေအောင်မြင်ပြီးဘယ်သူတွေကြာရှုံးကသွားလဲဆက်လက်အစားသုံးပါငါသိသေးရင်ပါအောင်မပါရမရတဲ့စိတ်တွေညာတိုင်းအိမ်မတိုးပြကြောက်လန့်ကြမယ်အတိတ်တွေခံတော့မှရန်နေတဲ့မိတ်ဆွေတည်ရဲလို့လည်းငါကိုချင်းရင်လက်တော့မိတ်ရမလားဖွင့်ရမလားအဲ့ဒီစိတ်ဓာတ်တွေတိုင်းနေလည်းမလားဘိုးလေးကြောမယ်အိမ်မရတိတ်ကိစ္စရှိပါကိုစိတ်စားနေကိုသားချနေပြီမို့ငါကိုစောင်းတော့ကဟာနေဒီငါတချိုးကိုထားခဲ့ပြီလို့လူပိတ်တာဘွားနဲ့တော်တယ်မှာခင်ပြကိုလူလိုက်နေတာလူစိတ်ချပြတော့ငါကျွမ်းမှာမချိုးခံကြကိုနဲ့ဒီယူစိတ်နဲ့ရသိမ့်ခံစားရအောင်ပြီးနေရပေါင်းများစွာနှစ်ပေါင်းများစွာရက်ပေါင်းများစွာနှစ်ပေါင်းများစွာပျောက်ွယ်သွားရဲ့အသက်တွေပျောက်ွယ်သွားရဲ့အတွက်လေးပျောက်ွယ်သွားရဲ့အသက်တွေကြောက်ွယ်သွားရဲ့တက်တွေခြေလည်းနေနောက်လည်းများခြေကျွန်းသွားပြီးနောက်လည်းများအခန်းတော့ကရောက်မှမနောက်နဲ့ဟာခြေကျွန်းသွားပြီးနောက်လည်းများခြေလည်းနေနောက်လည်းများခြေကျွန်းသွားပြီးနောက်လည်းများအခန်းတော့ကရောက်မှမနောက်နဲ့ဟာခြေကျွန်းသွားပြီးကောင်းစကုံမြေလုပ်ခဲ့တဲ့လေးကြီးတက်မထနိုင်အောင်ကျင်းတဲ့တူတဲ့ရှေ့လက်မချင်းရှုပ်ဖို့တွေးရင်ဘောကောက်တဲ့လဲလို့ယူတပိုင်ပဲ no ring no story say what no ring no story အဲ့လိုပို့တဲ့ရဲဘော်တက်ချိုးတော့ဒိုးနေကြကုန်ပြီငါမသေးခွဲနေရောနောက်ပြီးတော့ရှင်းခွဲနေရောပြတ်လို့သွားတဲ့စိတ်တက်ချိုးကိုမပြေမဲသေးတော့တဲ့အပြင်မတော်လို့ဝင်ဆဲခြင်းဆဲမပြုံးတော့ဘူးဝင်နေဝင်ပဲပေါ့ဝင်ကြုံရင်းချင်းအဲ့ဆောက်ချုံတဲ့ကောက်မတပြဒီပဲထင်းနေချိုးကိစ္စချိုးပြီးခဲ့မြေခဲ့တက်တိုင်တော့တီးနေရှင်တွေကဒိုးကပုံမနဲ့စိတ်မတီးတီးရဲ့နဲ့မီးနဲ့ဝင်ခဲ့အားရည်ကြီးနေရင်လည်းတက်တိုင်ပြီးဒိုးရမှာပဲတဘိုးကခုံခုံရမ်းပြတ်ပြီးဒိုးကမှာပဲအချင်းချင်းလည်းမကြည့်ညွတ်ဘလို့လုံးကြရမလဲခံစားချက်တွေကိုပြန်ရှင်းတော့ငါရဲ့ခံစားချက်ကိုတန်နေတော့တင်းဖို့ပြီးတော့စောက်ခွက်နေလိုက်တက်နေအောင်ပဲငါလုံးမပဲပါကုန်တီးပဲ